cheese store လို့ခေါ်တယ်ကျွန်တော်တို့ဈေးနေတဲ့ store တိုင်းက risk ဆိုတဲ့ အနေပဲရှိတာလားကောင်းခွက်ရောမရှိတော့ဘူးလားဒီမေးခွန်းလေးကကျွန်တော်တို့ဒီ beginner investor တွေအနေနဲ့မေးလေးရှိတဲ့အမေးများတဲ့မေးခွန်းလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဒီ stock investment လောကမှာဈေးသက်တာတိုင်းမကောင်းဘူးဆိုတာတဲ့ဘာကြောင့်မလို့ဈေးသက်တာနေသလဲဆိုတာကိုကျွန်တော်တို့အနေနဲ့သိဖို့အရင်ရေးကြည့်ပါတယ်အခုကျွန်တော်ပြောတဲ့ cheese store လို့ခေါ်တဲ့ဒီဈေးနေတဲ့ store တွေကိုအချမ်းမြင့်အားဖြင့်ကျွန်တော်တို့နှစ်မျိုးခွဲခြားနိုင်ပါတယ်ပထမတစ်ခုကတော့ကျွန်တော်တို့ value trap လို့ခေါ်တယ်ပေါ့ဘယ်လိုပုံစံမျိုးတုံးဆိုလို့ရှိရင်ကုမ္ပဏီကနလန်မထူနိုင်လို့နောက်တစ်ခုဒီကုမ္ပဏီရဲ့စီးပွားရေးသို့မဟုတ်စီမံခန့်ခွဲမှုတွေညံ့ပြင်းလို့ဈေးကျတာလည်းဖြစ်နိုင်တယ်လို့နောက်တစ်ခုကကုမ္ပဏီကကောင်းတယ်ဒါပေမဲ့လို့ဒီအကြောင်းမျိုးမျိုးကြောင့်လူမသိသေးတာဒါမှမဟုတ်လို့အချိန်ကာလတစ်ခုအရာဒီ short term အနေနဲ့ဈေးနှိမ်ခံရတာမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်အဲ့တော့ဒီခု cheese store လို့ခေါ်တဲ့ဒီဈေးသက်တာတဲ့ store တွေရဲ့အားနည်းချက်တွေကိုပထမဦးဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှင်ဒီ store တွေကဈေးသက်တာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဝယ်ရတာလွယ်ကူပေမဲ့လို့ပြန်ရောင်းတဲ့အခါကြလို့ရှင်ဝယ်သူမရှိတာမျိုးကြုံရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ပြန်ရောင်းတဲ့အခါကြလို့ရှင်နှောင့်နှေးကြံ့ကြာတာမျိုးတွေဖြစ်နိုင်ပါတယ်ဒါသူ့ရဲ့ပထမဦးဆုံးအားနည်းချက်ပါနောက်တစ်ခုကကျတော့ဘာလို့ဆိုလို့ရှင်ကျွန်တော်တို့ဈေးနှုန်းအတက်အကျချမ်းတာဒီငွေပမာဏနည်းနည်းနဲ့ဒီ store တွေရဲ့ဈေးကိုကျွန်တော်တို့ကစားနိုင်တဲ့အတွက်ကြောင့်ဈေးနှုန်းကကျွန်တော်တို့ကရုတ်တရက်ဒီထိုးတက်တာတို့ထိုးကြတာတို့ဖြစ်နိုင်ပါတယ်ဒါသူ့ရဲ့ဒီဈေးကွက်မတည်ငြိမ်တာကဒါသူ့ရဲ့အားနည်းချက်လို့ပြောလို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ရေးလဲကြည့်ပါတယ်ဒီအချက်ကအကျွေးတွေများနေတာနောက်တစ်ခုကဒီလုပ်ငန်းကဒီအမျက်မထွက်တော့တာစတဲ့အခြေခံအချက်လက်တွေမကောင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဈေးနှင်းနေတာမျိုးပါဒါတွေကသူတို့စီမှာရှိတဲ့ risk အနေလို့ခေါ်တဲ့သူတို့ရဲ့အားနည်းချက်တွေပါအားနည်းချက်တွေကြည့်ပဲရှိတာလားဆိုတော့လည်းမဟုတ်ပါဘူးသူတို့ရဲ့အားသာချက်တွေလည်းရှိပါတယ်ဒီ cheese store တိုင်းကကျွန်တော်တို့မကောင်းတာမျိုးမဟုတ်ပါဘူးကိုယ့်အနေနဲ့မှန်မှန်ကန်ကန်ရွေးတတ်မယ်ဆိုလို့ရှိရင်တော့ဗာလေးတွေနဲ့တော့ပြီးတော့လာသဏ္ဍာန်တူတုံးဆိုလို့ရှိရင်ကြောင်ရိုင်းတုံးလေးတွေနဲ့တူတယ်တကယ်တန်မိုးရှိတယ်ပြင်ပန်းကတော့ကျွန်တော်တို့အတွက်တိတ်ပြီးတော့မမိုးစရာမကောင်းတဲ့အနေအထားမျိုးပေါ့ကြောင်ရိုင်းတုံးတွေပေါ့ကိုတကယ်သွေးမှမြင်တတ်မှတန်မိုးရှိတဲ့ပုံစံမျိုးဖြစ်တာပေါ့ပထမဦးဆုံးတစ်ခုသူ့ရဲ့အားသာချက်ကိုပြောချင်တာ red dance ပေါ့ဒေါ်လာ100တန် stock ကဒေါ်လာ200ဖြစ်ဖို့ရခင်းရင်ပေမဲ့ဒီဒေါ်လာတန် stock က$2ဖြစ်ဖို့ရအတွက်ကပို့ပြီးတော့လွယ်ကူတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်အဓိကပြောချင်တာအမြက်များများရနိုင်ကြီးရှိတယ်ဆိုတာကိုမြင်စေချင်တာပါဒါသူ့ရဲ့အားသာချက်ပါနောက်တစ်ခုကကျွန်တော်တို့ဒီကုမ္ပဏီကြီးတွေအဖွဲ့အစည်းတွေကဒီကုမ္ပဏီကိုလားလာရှိတဲ့ကုမ္ပဏီဆိုတာမျိုးသိလာတဲ့အခါမှာကျွန်တော်တို့ဘာဖြစ်ကြတော့ဆိုလို့ရှိရင်တတိထားမိပြီးတော့ကျွန်တော်တို့ဝယ်ယူလာတဲ့အခါမှာဒီဈေးကအစမတန်မြင့်တက်လာတာမျိုးတွေကလည်းဒါသူ့ရဲ့အားနာချက်လို့ကျွန်တော်တို့ပြောလို့ရပါတယ် cheese store တွေရဲ့အားနည်းချက်တွေနဲ့အားသာချက်တွေကိုပြောပြတာဖြစ်ပါတယ်ကောင်းတာတွေရှိသလိုကျွန်တော်တို့စိုးတာတွေလည်းရှိပါတယ် risk တွေလည်းရှိပါတယ် return တွေလည်းကျွန်တော်တို့ရှိပါတယ်ကိုယ့်အနေနဲ့အဓိကတေးသေးချာချာမှန်မှန်ကန်ကန်ရွေးချယ်တတ်ဖို့လိုတာပါအဲ့တော့ဒီ beginner investor တွေအနေနဲ့ဒီလိုဈေးသက်သာတဲ့ store တွေကိုဝယ်ယူရင်းနှီးမြုပ်နှံတော့မယ်ဆိုလို့ရှိရင်တော့ဈေးနှုန်းကိုဘယ်မကြည့်ပါတန်ဖိုးကိုလည်းကြည့်ပါ$တန် store ကကျွန်တော်တို့က$3 $4တန်ဖိုးရှိတဲ့ store တွေဖြစ်သွားနိုင်တယ်လို့$0ကိုယ့်ရဲ့ရင်းနှီးမြုပ်နှံငွေလေးတစ်ချက်မှတပြားမှမကြံတော့လောက်အောင်ဆုံးရှုံးသွားနိုင်တဲ့အနေအထားမျိုးတွေလည်းရှိပါတယ်ခုနအပေါ်မှာကျွန်တော်ပြောခဲ့သလိုဈေးနှုန်းအတက်အကျကျန်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတိတိကျကျပြောလို့တော့မရဘူးပေါ့အတက်ရှိသလိုအကျလည်းကျန်းနိုင်တယ်ပေါ့အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ရင်းနှီးမြုပ်နှံငွေလေးတွေလည်းအကုန်လုံးဆုံးရှုံးသွားနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ခုနကပြောသလိုရင်းနှီးမြုပ်နှံတော့မယ်ဆိုလို့ရှိရင်ဒီကုမ္ပဏီကိုကျွန်တော်တို့ကရင်းနှီးမြုပ်နှံမဲ့ကုမ္ပဏီကိုတခြားစစ်ဆေးပါဒီကုမ္ပဏီကတကယ်အနာဂတ်မှာတကယ်အလားအလာရှိသလားနောက်ပြီးကြလို့ရှိရင်ဒီကုမ္ပဏီမှာအုပ်ချုပ်နေတဲ့အကြီးအကဲပိုင်းတွေကရောရှင်နေကောင်းရဲ့လားနောက်ပြီးကြလို့ရှိရင်ကျွန်တော်တို့အရေးချင်းရှိရလားဆိုတာကြိုပြီးတော့ကျွန်တော်တို့အနေနဲ့လေ့လာထားဖို့လိုပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီဈေးသက်သာတယ်ဆိုတာမျိုးတစ်ခုတည်းကြည့်ပြီးတော့ကျွန်တော်တို့ရင်းနှီးမြုပ်နှံမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ရင်းနှီးမြုပ်နှံထားတဲ့အရင်းနှီးငွေလေးကကျွန်တော်ပြောသလိုအကုန်လုံးဘာဖြစ်သွားနိုင်လို့ဆိုလို့ရှိရင်ဆုံးရှုံးသွားနိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဘာလို့ဆိုလို့ရှိရင်ဒီ cheese store တွေက high risk ရှိတယ်နောက် high variance အမျိုးရလက်ပြောင်းလဲမှုကကြီးမားတဲ့အမျိုးအစားတွေဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ရင်းနှီးမြုပ်နှံမယ်ဆိုလို့ရှိရင်ဒီ store တွေမှာပဲကိုယ့်ရဲ့ရင်းနှီးငွေတွေကိုပုံအောပြီးတော့ရင်းနှီးမြုပ်နှံမလုပ်ပါနဲ့ကိုယ့်ရဲ့ရင်းနှီးမြုပ်နှံငွေတွေကိုဒီဈေးသက်သာတဲ့ store တွေမှာပုံအောမထားပါနဲ့အနေများတဲ့အတွက်အကြောင်းမလို့စမယ်ဆိုလို့ရှိရင်ခန္ဓာရည်ရှိတဲ့ပမာဏနည်းနည်းနဲ့သာစဖို့စမ်းသပ်စေချင်ပါတယ်အချို့အပြင်ပြောရမယ်ဆိုလို့ချင်းကျွန်တော်တို့ cheap store တွေဆိုတာကကျွန်တော်တို့ဒီဈေးတက်တာတဲ့ store တွေဆိုတာကအစိုးချီလည်းရှိတာမဟုတ်ပါဘူးသူ့ရဲ့အားနည်းချက်ရှိသလိုသူ့ရဲ့အားသာချက်တွေလည်းရှိပါတယ်ဒီ store တွေမှာရင်းနှီးမြုပ်နှံမနှောက်မယ်ဆိုလို့ချင်းကျွန်တော်အပေါ်ကပြောခဲ့တဲ့အချက်တွေအပြင်ဒီ store ရဲ့ business model ခိုင်မာမှုကိုလည်းစစ်ဆေးပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ cheap store တိုင်းကအန်ရပဲများတာလားကောင်းကွက်ရောမရှိတော့ဘူးလားဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပေးသတာဖြစ်ပါတယ်အကျိုးတစုံတရာရခဲ့တဲ့ဆိုရင်လည်း
comment မှာ yes လို့မှတ်ပေးခဲ့ပါအောင်အဆုံးထိအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပိုင်ဆိုင်နိုင်ကြပါစေ